ရုတ်မှာတော့ကိုဗစ်တွေပြန်ဖြစ်နေတာလူပေါင်း9သိန်းကျော်လောက်ရှိရလို့ကြားရတယ်နော်ဒီတရင်ကအတီးပြုမပြုတော့တခြားတော့မသိရသေးဘူးကိုဗစ်တွေကတခြားနိုင်ငံတွေမှာလည်းကျွန်တော်တို့အာဆီယံဒေသအတွင်းနိုင်ငံတွေမှာလည်းဂျူကြားလေးတွေတော့အဲ့လိုမျိုးတယောက်စားနှစ်ယောက်စားပေါ်လာတော့ရှိရပေါ့နော်ဒါပေမဲ့တရုတ်နိုင်ငံမှာကတော့အခု9သိန်းကျော်လို့တော့တရင်ကြားတယ်ပေါ့နော်ဒါကအတီးပြုတရုတ်ကတော့သူတို့ထုတ်ပြန်ထားတဲ့ကြေညာချက်မှာတော့ကိုဗစ်လူနာတွေကိုသူတို့ထိန်းချုပ်ထိုင်နိုင်တာသူတို့ပြောတယ်ပေါ့နော်နောက်တစ်ခုကကြတော့တရုတ်နဲ့မြန်မာနယ်စပ်ကြားမှာရှိတဲ့မြို့ငယ်လေးတွေနယ်စပ်မြို့လေးတွေမှာပေါ့ဗျာပွင့်လင်းလင်းပြောပြရင်အဲ့လိုမျိုးဒီဒီပိုင်ထောင်းစားတဲ့ဥစ္စာလေးရှိတယ်နော်တမျိုးဆိုအနေဆုံး20လောက်ရှိရလို့ကြားတယ်ဒါပေမဲ့တခုစိုးရင်စရာကောင်းတာကအဲ့လိုမျိုးလုပ်ငန်းခွင်တွေမှာအလုပ်လုပ်နေအမျိုးသမီးတွေထဲမှာဥပမာပေါ့ဗျာဘီတစ်ခုမှဆိုလို့ရှိရင်အနေဆုံးထဲမှာ AIDS ဖြစ်နေတဲ့အမျိုးသမီးတွေပါဝင်နေပေါ့ဗျာအနည်းဆုံးဘယ်နှယောက်လောက်ပါဝင်လဲဆိုတော့3ယောက်ကနေပေါ့10ယောက်ကြားလောက်ပြောကြားသိရတယ်ပေါ့ဗျာဘယ်ကနေကြားရလဲဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ ARDC ဆိုတာရှိတယ်ဟို HIV ဖြစ်လို့ရှိရင်တိုက်ရတဲ့ဆေးတွေရှိရဗျာအဲ့ဒါကို NGO ဖွဲ့စည်းတွေကဝင်တိုက်ကြတယ်တိုက်တဲ့အခါကျရင်သူတို့ရှိမှာ AIDS ဖြစ်နေတဲ့လူသားတွေရဲ့ list တွေရှိတယ်ဗျာရှိတော့သူတို့ကအဲ့ဒီ list တွေနဲ့လိုက်ပြီးတော့ဆေးတွေတော့ဝေရတယ်ဗောနော်ဒီနေ့တောက်ဖို့အတွက်ကိုအဲ့ဒါအခုရက်ပိုင်းမှာအဖမ်းဆီးများလာတဲ့အခါကျမှအဲ့ဒီပြီးုံနဲ့ပိတ်ထားရတယ်ပေါ့ဗျာပိတ်ထားတဲ့အခါကျတော့သွားပြောလေဝင်တိုက်လို့လည်းမရအောင်မြို့သမီးတွေပြေးလူကလည်းပြေးရှောင်းတဲ့လူကလည်းရှောင်းအဖမ်းခံလူကလည်းအဖမ်းခံပေါ့ဗျာအဲ့လိုမျိုးချင်းနေဖြစ်တယ်ပြောပြခြင်းတဲ့သဘောကတော့အဲ့ဒီနယ်စပ်ဒီမှာဖြစ်ပေါ်လာတဲ့အဲ့ဒီ AIDS ဖြစ်နေတဲ့အမျိုးသမီးတွေကနော်တော့မကညောကြပါနဲ့ခင်ဗျားတို့ကူးနိုင်ပါတယ်ခင်ဗျားတို့ဒီမှာကပါဘူးခင်ဗျားတို့မိသားစုကဘဝပြတ်သွားနိုင်ပါတယ်နော်ဒါလေးကိုကျွန်တော်ကြားသိတဲ့လောက်သတင်းလေးတွေပြောပြတာပါဗျာဒါလေးပါပဲကျွန်တော်တို့ထူးသတင်းတော့သိဖို့မရှိပါဘူးနော်တော့မိုးသတင်းတော့တတိထားကြပါနော်ရာသီဥတုပုံမှန်ကြည့်ကြမြန်မာနိုင်ငံထုတ်ပြန်တဲ့ရာသီဥတုမိုးလေဝသဗေဒဌာနကနေထုတ်ပြန်တဲ့သတင်းတွေကိုလည်းနားဆွင့်ထားကြပါနော်ဘယ်နာမိုးကြီးမယ်ဘယ်နာရေကြီးမယ်ဆိုတော့ဗောနော်ဒါလေးလည်းကြိုတင်ကာဝယ်ထားကြရန်ကုန်မှာတော့ဝင်ရောဂါတွေဖြစ်တယ်လို့အတန်ကြားရတယ်နော်အခုတော့တိတ်အတန်မကြားတော့ပြန်ဝင်ရောဂါတွေပြီးသွားတော့ပါနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါလေးလာပြောပြတာပါ